Christopher J.H. Wright ရေးသားထားတဲ့ The Mission of God's People ဆိုတဲ့စာအုပ်ကိုအခြေခံပြီးဖျားသခင်ရဲ့လူတွေလောက်ဆောင်လာမဲ့သာသနာလုပ်ငန်းအကြောင်းရှင်းလင်းတင်ပြချက်ကနေကြိုဆိုပါတယ်။ဒီကနေ့ဆွေးနွေးမယ့်အကြောင်းအရာဒါတကယ်ကိုလေးနက်ပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဗျ။လူသားတွေရဲ့ဖျားသခင်ပေးရထားတဲ့ရည်ရွယ်ချက်ကိုဘက်စုံလွှဲချုံတဲ့ချင်းကပ်မှုတစ်ခုအနေနဲ့ဘယ်လိုနားလည်ရမလဲဆိုတာကိုအသေးစိတ်လေ့လာသွားကြပါမယ်။သာသနာလုပ်ငန်းဆိုတာတနင်္ဂနွေနေ့ဒါမှမဟုတ်ဖျားเจ้าတဲ့မှာပဲလုပ်ရတဲ့အရာဆိုတဲ့ရိုးရအမြင်တွေကိုချုပ်ဖြတ်ပြီးနေ့စဉ်ဘဝရဲ့အသေးအဖွဲကိစ္စလေးတွေကအစဘလောက်အထိအရေးပါနေလဲဆိုတာကိုတော်လန်ပြောင်းလဲပေးမဲ့အမြင်သစ်တွေကိုတွေ့မြင်ရမှာသိကြပါတယ်။ဒီနေ့တဲ့အစီအစဉ်တွေကတော့တဲ့ကြီးမြတ်သောစီမံကိန်းနဲ့အဆင့်ကေကိုချင်းတရားနဲ့ညီနေထိုင်ခြင်း၃အဆင့်နဲ့ဖန်ဆင်းခြင်းကိုစောင့်ရှောက်ခြင်း၄အဆင့်၃အများပြည်သူနဲ့ပတ်သက်သောကိစ္စရပ်များတွေပါဝင်ခြင်းနဲ့နောက်ဆုံး၅ဘတ်စုံလွှမ်းကြုံသောသာသနာလုပ်ငန်းဆိုပြီးအဆက်လိုက်သွားကြမှာပဲပရမဇုံအပိုင်းတစ်အနေနဲ့ကြီးမြတ်သောစီမံကိန်းအကြောင်းကနေဆက်တင်နေကြအောင် Christopher J.H. Wright ရဲ့စာအုပ်ဟာသာသနာလုပ်ငန်းနဲ့ပတ်သက်ပြီးလူများစုပုံမှန်လက်ခံထားတဲ့အမြင်တွေကိုပြင်းပြင်းထန်ထန်စိန်ခေါ်ထားတယ်လို့ဆိုရမယ်ဗျ။များသောအားဖြင့်သာသနာပြုတွေဆိုရင်နိုင်ငံရေးခြားဒါမှမဟုတ်ဝေးလံကောင်ဖျားတဲ့ဒေသတွေကိုတွားပြီးတရားဟောတာသာသနာပြုကျောင်းတွေစောက်တာကိုပဲပြင်းပြင်းတက်ကြတယ်မဟုတ်လား။ဒါပေမဲ့တကယ်သာသနာလုပ်ငန်းဆိုတာအဲ့လိုတိချနယ်ပယ်တစ်ခုတည်းမှာပဲကန့်သက်ထားတာလုံးဝမဟုတ်ဘူးဆိုတာသူကဖွင့်ဟပြထားပါတယ်။မိသားစုလုပ်ငန်းခွင်နဲ့နိုင်စင်ထုတွေဆက်ဆံနေရတဲ့ပုံစံအလုံးဟာဖျားသခင်ရဲ့ကြီးမြတ်တဲ့စီမံကိန်းတွေမှာအလိုလိုပါဝင်နေတဲ့ဆိုတာကိုနားလည်လာစေဖို့အစပြိုးပေးထားတာဖြစ်ပါတယ်။ကျင်းမြောင်းပြီးလုပ်ငန်းဆောင်တာတစ်ခုတည်းကိုပဲအာရုံစိုက်တဲ့အမြင်နဲ့ဖန်ဆင်းထားတဲ့လောကကြီးရဲ့စိတ်ပိုင်းအာရုံကိုပြန်လည်ရယူပြီးကဲတင်ဖို့ဆိုတဲ့ဖျားသခင်ရဲ့ကြီးမြတ်တဲ့စီမံကိန်းကြီးကိုယဉ်ကျေးလိုက်ရအောင်ပါဥပမာလူတယောက်ကိုအစားအစာပေးလိုက်ယုံဒါမှမဟုတ်စောက်လီတို့ဝင်းငါလိုက်ယုံဆိုတဲ့တစိတ်တစ်ပိုင်းလောက်ဆောင်ချက်လေးတွေထက်ဆိုင်အဲ့လူရဲ့ဘဝရဲ့တည်မှုပညာရေးကျန်းမာရေးနဲ့သူနေထိုင်ရာပတ်ဝန်းကျင်တစ်ခုလုံးကောင်းမွန်လာအောင်ဖြူပြင်ပြောင်းလဲပေးဖို့ဆိုတဲ့ပုံမကျပြည့်တဲ့ရည်မှန်းချက်မျိုးဖြစ်ပါတယ်ဆိုလိုတာကသာသနာလုပ်ငန်းဆိုလာအဝေးကြီးကိုတွားပြီးလုပ်ရတဲ့ရာမျိုးထက်မိမိရောက်ရှိနေတဲ့နေရာကနေဖန်ဆင်းခံရအားလုံးကိုပတ်စုံလွှမ်းခြုံကဲတင်ဖို့ပါပဲဒါဆိုရင်ဒီလိုကျဲပြားတဲ့အမြင်ကြီးကိုလက်တွေ့လှုပ်ဆောင်လို့ရမယ်လမ်းပြမြေပုံတစ်ခုဖြစ်လာအောင်ဘယ်လိုလုပ်မလဲ theory တွေဓမ္မအရာယူဆတယ်ဆိုတာစာအုပ်ထဲမှာပဲရှိနေလို့မရပဲနေ့စဉ်ဘဝမှာလက်တွေ့ကြကြအသက်ဝင်လာဖို့လိုအပ်တယ်လေဒါကြောင့်နေ့စဉ်ဘဝအတွက်ရှင်းလင်းပြတဲ့အဆင့်30ပါလမ်းညွှန်ချက်ကိုဒီစာအုပ်ကဖော်ပြပေးထားတာပါဒီအဆင့်တွေဟာယုံကြည်မှုကိုနေ့စဉ်လက်တွေ့လှုပ်ဆောင်ချက်အဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတဲ့လက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေဖြစ်ပြီးလူတိုင်းနေ့စဉ်ဘဝမှာအလွယ်တကူလိုက်ပါလှုပ်ဆောင်နိုင်မယ့်ရတယ်ဖြစ်ပါတယ်အဆင့်1အနေနဲ့ကိုချင်းတရားနဲ့အငြင်းနေထိုင်ခြင်းအကြောင်းကိုကြည့်အောင်လူမျိုးများကိုကောင်းချီးပေးခြင်းဆိုတဲ့စကားရပ်ကိုအသစ်ပြန်လဲအသိပဲဖွင့်ဆိုကြည့်ကြပါစို့ကိုပိုင်ကိုချင်းတရားဆိုတာဟာဖျားသခင်ရဲ့ခေါ်တော်မူခြင်းနဲ့တကယ်သာသနာလငါးကြားကအရေးကြီးဆုံးဆက်သွယ်ရေးကြိုးတစ်ချောင်းဖြစ်တယ်လို့စာအုပ်ကခိုင်အမှာဆိုထားပါတယ်ဥပမာအနေနဲ့ပြောရရင်အလုတ်ခွင်မှာလာပေးလာဖြူမလုပ်ပဲရိုးသားစွာအလုပ်လုပ်တာဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတစ်ခုမှာဖောက်တယ်တွေကိုမလင်းလဲပဲမန်ဂနီကွန်ဖေစီကိုရောင်းချတာမျိုးဟာနေ့စဉ်ဘဝမှာဖြောင်းမစွာနေထိုင်ခြင်းပါပဲဒီလိုကိုချင်းတရားနဲ့အနေနေထိုင်ခြင်းကနေတဆင့်ပတ်ဝန်းကျင်ကိုကောင်းချီးပေးနိုင်ပြီးကိုချင်းတရားမရှိပဲသာသနာလုပ်ငန်းဆိုတာလုံးဝမရှိနိုင်ပါဘူးဒါအပြင်ကိုချင်းတရားပိုင်းဆိုင်ရာကြာစင်မှုတွေဟာပေးချင်တဲ့သတင်းစကားကိုအားနည်းသွားစေရဆိုတာသတိပြုရပါမယ်လူအဖွဲ့အစည်းတစ်ခုဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုဟာကောင်းမွန်တဲ့ယူရချက်တွေဘယ်လောက်ပဲရှိနေပါစေအတွင်းမှာမရိုးသားမှုတွေခွဲခြားဆက်ဆံမှုတွေနဲ့တရားမဲ့မှုတွေရှိနေမယ်ဆိုရင်အဲ့ဒီလူဆောင်ချက်တွေဟာယုံကြည်ရမှုကင်းမဲ့သွားပါလိမ့်မယ်။ဒါကြောင့်ဘုရားသခင်ရဲ့ယူရချက်ကိုကောင်းထည့်ဖို့အတွက်ဖြောင့်မချင်းတဲ့တရားမျှတမှုကမရှိမဖြစ်လိုအပ်တာပေါ့။နေ့စဉ်အသက်တာမှာပြောတဲ့စကားထက်လွတ်တဲ့လွတ်ရက်ကပို့ပြီးအတန်းကျဲထွန်ပေါ်နေချက်တွေမဟုတ်လား။နောက်ထပ်အစနစ်ကတော့ဖန်ဆင်းခြင်းကိုဆုံးရှုံးခြင်းပဲဖြစ်ပါတယ်။ကိုကျင့်တရားကနေတဘာဝပတ်ဝန်းကျင်ဘက်ကိုကူးသွားတာပေါ့ဒီစာသားလေးကိုထေချာနားထောင်ကြည့်ပါဦးခရစ်ယာန်များသည်ဖန်ဆင်းခြင်းကိုအစစ်ခံရန်ခေါ်တော်မူခြင်းခံရသည်ဆိုလိုသည်မှာကျွန်တော်တို့၏ကြီးဆုံးအုပ်ချုပ်မှုသည်အစစ်ခံခြင်းနှင့်ကာကွယ်စောင့်ရှောက်ခြင်းမှတဆင့်သာဖြစ်ရမည်ဒီချက်ကအရင်ကနားလည်ထားတဲ့ကြီးဆုံးအုပ်ချုပ်မှုဆိုတဲ့သဘောတရားကိုလောဝစောက်ထုတ်ပြောင်းလဲပစ်လိုက်ပါတယ်အာနာရှင်ဆန်ဆန်အုပ်ချုပ်သူတွေအနေနဲ့မဟုတ်ပဲဂရုတစိုက်စောင့်ရှောက်သူတွေအနေနဲ့ပြုမှုဖို့တိုက်တွန်းထားတာပါလက်တွေ့ဝါမှာဆိုရင်ပဝင်းကျင်ကတစ်ပင်လေးတွေကိုရေလောင်းတာတေးရှာလေးတွေကိုကျင်တာတဘာဝဘေးမဲ့တော်တွေကိုမဖြစ်စီပဲထင်းတာမျိုးတွေဟာအစစ်ခံခြင်းနဲ့ကာကွယ်စောင့်ရှောက်ခြင်းရဲ့အစိပ်ပိုင်းတွေပဲဖြစ်ပါတယ်တဘာဝတရားပေါ်လူသားတွေရဲ့ဩဇာအာဏာသုံးဆွဲပုံကိုဘလို့ပြောင်းလဲနားလည်ရမလဲဆိုတာရှင်းကြည့်ရအောင်
တက်တော်တွေကိုခုတ်ထွင်ရှင်းလင်းပြီးစီးပွားရေးအရာချိုးမြက်တစ်ခုတည်းကိုပဲရှာဖွေတာမျိုးတဘာဝတယံဇာတာတွေကိုအကန့်အသတ်မရှိထုတ်ယူတုံဆွဲတာမျိုးဟာအာနာရှင်ဆန်ဆန်အမျက်ထုတ်ခြင်းပဲဖြစ်ပါတယ်အဲ့လိုဖြက်စီးအမျက်ထုတ်တာမျိုးမလုပ်ပဲတဘာဝတရားကိုရေရှိတီးတန်းအောင်စောင့်ရှောက်တာမျိုးတုံပြောက်ွယ်တော်မဲ့ရှားပါတဲ့တဘာတွေကိုကာကွယ်တာမျိုးဟာဖျက်ခင်တဲ့ကရုဏာတော်ကိုထင်ရစေတဲ့ပညာရှိစီမံခန့်ခွဲမှုဖြစ်ပါတယ်ဒီလိုပြောင်းလဲထွေးခေါ်ဖို့ထူးလွှဲနေတဲ့အခြေအနေခါလည်းဖြစ်နေပြီလေလက်တွေ့ရတဲ့ gamer စနစ်ဆိုင်ရာလှုပ်ဆောင်ချက်ကြီးဟာကြီးမားတဲ့သာသနာလုပ်ငန်းကြီးရဲ့ machine fit အစိပ်ပိုင်းတွေဖြစ်တင်ပြထားပါတယ်။ဥပမာစိတ်ယုံတွေကနေစွန့်ပစ်အေးဆိုးတွေထုတ်လို့ဒေတာခံတွေဒုက္ခရောက်နေချိန်မှာတဘာဝပတ်ဝန်းကျင်ဆိုင်ရာတရားမှတ်မှုကိုအတန်ထွက်ပေးတာဟာအရေးကြီးတဲ့လှုပ်ဆောင်ချက်တစ်ခုပါပဲ။ဒါပြင် plastic အသုံးပြုမှုကိုရှော့ချတာပြင်လေအသုံးပြုနိုင်တဲ့ PC တွေကိုသုံးဆွဲတာမျိုးတွေလို့တဘာဝပတ်ဝန်းကျင်နဲ့တဟဇာတာဖြစ်တဲ့အလဲကျန်တွေကိုနေ့စဉ်ဘဝမှာမရှိမနေကျင့်သုံးဖို့လိုအပ်ပါတယ်။တဘာဝတရားလို့အတန်ပတ်နေတဲ့အရာတွေအတွက်အတန်ဖြစ်ပြီးလူဖွဲ့စည်းတွေကိုကာကွယ်ဆောင်ရှောက်သူတွေအဖြစ်နေထိုင်တာဟာကြီးမြတ်တဲ့တာအနာပြုလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကိုသတိပြုရပါမယ်။ဆက်လက်ပြီးအဆင့်3ကတော့များပြည်သူနဲ့ပတ်သက်သောကိစ္စရပ်များတွင်ပါဝင်ခြင်းကြောင့်ပါ။ဒီနေရာမှာလူပွင့်စည်းနဲ့ဘယ်လိုထိတွေ့ဆက်ဆံရမလဲဆိုတဲ့ထူခြားတဲ့နည်းလမ်းတွေကိုဖော်ပြထားပါတယ်။ဖျားတကယ်စိတ်ဝင်စားမှုဟာနေ့စဉ်လူမှုရေးနဲ့စီးပွားရေးပေါ်ရတဲ့အထိနည်းနည်းရှင်းရှင်းတရားမှုရှိနေတယ်ဗျ။ကိုတိုင်းဝိုင်းထဲမှာပဲပုံအောင်နေရမှာမဟုတ်ပဲအပြင်လောကတွေကိုထွက်ပြီးအလင်းပြရမယ်တာဝန်ရှိပါတယ်။ဥပမာအနေနဲ့ကျင့်ဝတ်နဲ့မိတဲ့စီးပွားရေးလုပ်ငန်းတွေကိုတည်ထောင်တာကိုယ့်ရက်ကွာကိုတိုင်းဝိုင်းရဲ့လူမှုပူလုံရေးကိစ္စတွေမှာတက်ကက်ကြော်ပါဝင်ကူညီတာမျိုးတွေဖြစ်ပါတယ်။ဒါအပြင်ငွေကြေးနဲ့အာဏာကိုပဲအဓိကထားကိုးကွယ်နေတဲ့ခေတ်သစ်လူဖွဲ့စည်းရဲ့မာရွဲနဲ့ရုပ်တုကိုးကွယ်မှုတွေကိုဆန့်ကျင်ပြီးပတရားတဲ့လူမှုအတိုင်းဝိုင်းရဲ့စံနှုန်းတွေကိုရဲရဲဝံ့ဝံ့ဝေဖန်ဆန်းစစ်ဖို့လည်းလိုအပ်ပါတယ်အဓိကမှတ်သားစရာအချက်ကတော့လောကီပတ်ဝန်းကျင်မှာလုံနေတဲ့တာမန်အလုပ်တွေဟာမွေးရပဂုဏ်သိက္ခာရှိပြီးသာသနာလုပ်ငန်းဆိုင်ရာတန်ဖိုးတွေကိုလက်တွေ့ပြသဖို့အတွက်အကောင်းဆုံးစင်မြင့်တစ်ခုဖြစ်တဲ့ဆိုတာပါပဲလုဆောင်နေတဲ့အလုပ်တိုင်းဟာအရေးကြီးပါတယ်ဆရာဝန်အင်ဂျင်နီယာမှမဟုတ်ပါဘူးလန်တန်ရှင်းရေးလုပ်တဲ့သူဈေးသေးကျောင်းဆရာစားလည်းဘယ်အလုပ်မျိုးမဆိုကိုယ့်ရဲ့တာဝန်ကိုကြည့်ဖို့အောင်ရိုးသားဖြော့မစွာနဲ့မေတ္တာထားပြီးလှုပ်ဆောင်မယ်ဆိုရင်အဲ့ဒီလုပ်ငန်းခွင်ဟာဖျားသခင်ရဲ့သာသနာလုပ်ငန်းအတွက်မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်လာပါတယ်ကိုယ့်ရဲ့တာမန်အလုပ်လေးတွေကတဆင့်လူတွေရဲ့အသက်တာကိုအများကြီးပြောင်းလဲသွားစေနိုင်နေဆိုတာကိုအမြဲတမ်းနှလုံးသွင်းထားဖို့လိုအပ်ပါတယ်။နောက်ဆုံးအပိုင်းကတော့ဘက်ဆုံလန်းချုံသောတာရဏလုပ်ငန်းပဲဖြစ်ပါတယ်။အရာလုံးကိုပြန်လဲပေါင်းဆက်ကြည့်ကြရအောင်။ဘက်ဆုံလန်းချုံတဲ့ပုံစံငယ်လေးကိုလေ့လာကြည့်တဲ့အခါအေဝံဂေလိဟောပြောခြင်းလူမှုရေးလှုပ်ဆောင်ရဲ့ဖန်ဆင်းခြင်းကိုစောင့်ရှောက်ခြင်းနေ့စဉ်ကိုချင်းတရားနဲ့အများပြည်သူဆိုင်ရာတရားမျှတမှုတို့ဟာအပြတ်တောက်မရှိဆက်ဆက်နေတဲ့စက်ဝိုင်းတစ်ခုလိုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။သာသနာလုပ်ငန်းဆိုတာတိချားစီလုပ်ရမယ့်အလုပ်တွေမဟုတ်ပဲကဘာလုံးဆိုင်ရာကေတီချင်းအစီအစဉ်ကြီးမှာဟန်ချက်ညီညီပေါင်းဆက်ပါဝင်နေခြင်းဖြစ်ပါတယ်။တစ်ခုကိုလုပ်ပြီးကျန်တဲ့တစ်ခုကိုလေးလူရှူထားလို့လုံးဝမရပါဘူး။ကိုချင်းတရားကောက်မှုကနေလူမှုရေးအကျိုးပြုလုပ်ငန်းတွေစီဥတီသွားတယ်လို့တဘာပေါင်းဝန်းကျင်ကိုထိန်းသိမ်းခြင်းကလည်းအများပြည်သူတရားမျှတရေးကိုအထောက်အကူပြုစေပါတယ်။ဘယ်အပိုင်းကမှအခြားပိုင်းတွေထက်ပိုရေးမကြည့်ဘဲအားလုံးကတန်းတူရေးပါနေတာပါဒါနာဖြိုးဖို့ဆွေရုံပြင်လန်တမှုတရားတွေကိုဖြတ်ကျော်ပြီးဝေးလံခွန်ဖျားတဲ့ဒေတာတွေစီကိုနေနဲ့တွားရောက်နေစရာမလိုပါဘူးတကယ်တော့အင်္ဂလိပ်ရဲ့အဆက်ဟာမိမိရဲ့ယုံခန်းစားပွဲခုံတမမောမိမိနေစဉ်အလုံးလုံးနေတဲ့နေရာလေးကနေစတင်တာဖြစ်ပါတယ်ကိုယ့်ရဲ့လက်ရှိအလုံးနှန်းခွင်မှတင်မေတ္တာတရားကျင်နာမှုဓမ္မတိရှိမှုနဲ့ယောသားမှုတို့ကိုပြသခြင်းအပြင်လူဖို့ကိုင်ဖက်နဲ့ပတ်ဝန်းကျင်ကိုကြီးမားတဲ့တရားမှုတွေပေးနိုင်တဲ့ဆိုတာကိုဒီစာအုပ်ကအထူးမိမောင်းထိုးပြတာပါတယ်ဒီလိုသိငယ်တဲ့နေ့စဉ်အဖြူမူလေးတွေကနေတစ်ဆင့်ကြီးမားတဲ့ပြောင်းလဲမှုလိုင်းတက်မှုတွေကိုဖန်တီးနိုင်စွမ်းရှိတဲ့ဆိုတာဟာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အသည့်မြင်ပဲဖြစ်ပါတယ်ဒီရှင်းလင်းတင်ပြချက်ကိုပြန်လဲသုံးသပ်ကြည့်တဲ့အခါအလွန်အရေးကြီးတဲ့မေးခွန်းတစ်ခုပေါ်ထွက်လာပါတယ်ဒီလိုဘတ်ဆုံလွမ်းချုံတဲ့သာသနာလုပ်ငန်းကိုနားလည်လိုက်ခြင်းကနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုရှုမြင်ပုံအပေါ်ဘယ်လိုပြောင်းလဲသွားစေလဲဒီကြီးမြတ်တဲ့စီမံကိန်းကြီးကိုလက်ခံကျင့်သုံးခြင်းဟာအတာမန်ဆုံးနေ့စဉ်လူရိုးလှုပ်စင်တွေရဲ့ဂုံတိခါအတိတ်ပံနဲ့ရွယ်ချက်တွေကိုလုံးဝပြောင်းလဲသွားစေတာသိချပါတယ်မနှက်ဖြမနှက်ခင်းအလုပ်သွားလုပ်တဲ့အခါစဉ်းစားကြည့်ပါဒါဟာတာမန်ငွေရှာတဲ့ကိစ္စသက်မဟုတ်တော့ပဲကြီးမြတ်တဲ့စီမံကိန်းကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပြီဆိုတာကိုပါနေ့စဉ်ဘဝမှာကိုချင်းတရားတဘာဝပတ်ဝန်းကျင်ဆောင်ရှောက်မှုနဲ့လူအဖွဲ့အစည်းမှာပါဝင်မှုတွေကနေတဆင့်အားလုံးဟာတန်ဖိုးရှိတဲ့သာသနာလုပ်ငန်းကြီးရဲ့အစိပ်ပိုင်းတွေဖြစ်နေပါတယ်ဒီမေခွန်းကိုပြန်လဲဆင်ခြင်ရင်းနဲ့ပဲဒီကနေ့လေ့လာမှုကိုအဆုံးသတ်လိုက်ပါစေဗျာ